ကြီးကဘာလဲလို့ဆိုရင်တကယ်အကောင်းဆုံးအကျိုးတရားရဲ့ဘာကြီးလို့နိဗ္ဗာန်ဟုတ်တယ်မလားနိဗ္ဗာန်ဆိုတဲ့အကောင်းဆုံးသောအကျိုးတရားကြီးကိုလိုချင်တာကိုမိမိတို့ကအကြောင်းကံမလှလို့ရှိရင်ရပါမလားမရဘူးအကြောင်းကံဘာလို့မလို့လှရဟုတ်လားဘလူလှတာတော့အကြောင်းကံလှတာဒီတော့သိမ်းပေါထောင်ရှိပြီးတော့မှလူရမလားသိမ်းတရားသိမ်းနေရကျောင်းနေဒီကနေ့သက်တွေလူရမှာလားဒီလိုသိမ်းပေါင်းများစွာအကုန်မှအကြောင်းလှမှာလားဆိုရင်မဟုတ်ဘူးနော်ဘယ်လိုအကြောင်းတရားလှအောင်လုပ်ရမှာလဲဆိုရင်နိဗ္ဗာန်ကိုတောင်းတတဲ့ကုသိုလ်အကြောင်းတရားတဲ့ဗါတဲ့တော့နိဗ္ဗာန်ကိုတောင်းတတဲ့ကုသိုလ်အကြောင်းတရားနော်ဒီနေ့မဆိုသင်္ကန်းနေလူလိုက်တယ်မိမိတို့ချွေးနေစားနေစိုးပြီးတော့မလားသူလိုက်တယ်တန်ဖိုးတွေလည်းပဲသူထပ်ကြည့်အောင်တော့ကြီးမားတဲ့တန်ဖိုးတွေလည်းပဲရှိတယ်အဲ့လောက်ဝိထုငွေတွေကုန်းပြီးတော့မှလူလိုက်တဲ့နော်အကြောင်းတရားဒီတိတ်မလှဘူးအကြောင်းတရားကနည်းနည်းပဲရှိတယ်ဆိုလို့ရှိရင်အကျိုးတရားကလည်းလှပါမလားမလှနိုင်ဘူးတကယ်လိုချင်တာကနိဗ္ဗာန်ကိုလိုချင်တယ်ဒါပေမဲ့လို့မိမိတို့စိတ်ညှို့လိုက်တာကနိဗ္ဗာန်ကိုစိတ်မညှို့ဘဲနဲ့နောက်ဘဝမှာနော်နတ်ဘဝနတ်ခန္ဓာတို့နတ်စည်းစိမ်တို့လူချမ်းသာနတ်ချမ်းသာယမချမ်းသာတွေတောင်းတနေမယ်ဆိုရင်အကြောင်းလှပါမလားအကြောင်းမလှဘူးအကြောင်းလှလို့ရှိရင်အကျိုးတရားကောင်းတဲ့နိဗ္ဗာန်ကိုရနိုင်ပါမလားရနိုင်ဘာလို့လဲလို့အဲ့ဒီမှာနော်အဲ့တော့ဘယ်ကုသိုလ်ပဲလုပ်လို့နော်ဦးဇင်းရဲ့ဒါကြီးတို့ဓမ္မကြီးတို့ဘောလို့နော်အိမ်မှာပဲတော့ရင်ချမ်းမဲ့ကက်ကက်ဆွန်းလေးနော်မိမိတို့နေနေမြဆွန်းလေးပဲလောင်းလောင်းအဲ့ဒါဒီနိဗ္ဗာန်ကိုပဲတောင်းတရတယ်နိဗ္ဗာန်ကိုတောင်းတမှဒါလေးရင်ကျန်တဲ့ဆင်းရဲဒုက္ခတွေကနေပြီးတော့မှတွတ်မြောက်ပါပဲဟုတ်တယ်မလားနော်အဲ့တော့တကယ်စိတ်ထဲကနေပြီးတော့မှနိဗ္ဗာန်ကိုတောင်းတဖို့ဆိုတာဒီလည်းပဲဘာတိကိုလုံးမလဲဆိုရင်ခန္ဓာရဲ့ဒုက္ခတိကိုလို့ဒီဘာဒုက္ခလို့ခန္ဓာရဲ့ဒုက္ခခန္ဓာရဲ့ဒုက္ခကို